BKK မဟုတ်တဲ့ local brand ကိုဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးနော်မင်္ဂလာပါ Eaton Collection ကနေပြန်လည်ကြိုဆိုပါရစေ။ကဲ Eaton ကနေပြီးတော့ item အသစ်လေးတစ်ခုထပ်ထွက်လာလို့အဲ့ဒါလေးကိုမိတ်ဆက်ပေးမယ်နော်။ကဲအဲ့ဒါလေးကကြတော့အခုခက်စားနေတဲ့ BKK ပေါ့နော် BKK ချီသားလေးအဲ့ဒါကိုအမတို့ကနာမည်ပေးထားတာ Pandora ချီသားလို့ဆိုပြီးတော့အမတို့ရနာမည်ပေးထားတယ်။ကဲအဲ့အသားလေးကိုဘယ်လိုဒီဇိုင်းလေးထုတ်ပေးထားလဲဆိုတာကိုအမကအနိကလေးကိုပြပေးမယ်နော်။ကဲကော်လန်လေးကကြတော့အခု BKK မှာခက်စားနေတာရှက်ကော်လန်လေးအရန်ခက်စားနေတဲ့အတွက်အမဒီပုံလေးကိုရှက်ကော်လန်လေးထုတ်ပေးထားတယ်ကော်လန်လေးကကြတော့ကော်လန်အတူလေးပေါ့နော်အချွန်မဟုတ်ဘူးကော်လန်အတူလေးလုပ်ပေးထားတယ်လေဘေးလေးကိုလည်းဒီမှာနောက်လန်လေးပေါ့နော်တောက်တောက်ရှိတယ်ဂုံးမထားတဲ့အတွက်အကျော်လည်းမတက်ဘူးဘလို့အဆင်ပြေတယ်ဒါလေးကိုပခုံးရှော့လက်ကလေးနဲ့ပခုံးရှော့လက်ကိုခောက်ဖက်လက်ကလေးနဲ့ပေါ့နော်နောက်ချမ်းလေးဆိုလို့ရှိရင်လည်းဖြတ်ဆက်ကလေးပါပဲဖြတ်ဆက်ကလေးလုပ်ပေးထားတယ်အင်ကြီးဆိုလို့ရှိရင်ရှေ့တိုးနောက်ရှေ့လေးပေါ့နော်ရှေ့တိုးနောက်ရှေ့ရှေ့ခွဲလေးလုပ်ပေးထားတယ်အဲ့ဒီခါကျတော့ဝေးရတာတောက်တောက်ရှိတယ်လွယ်ကူတယ်ပေါ့နော်ချို့ဆိုရင်ခေါင်းစွပ်ဖြစ်တဲ့အတွက်လက်မြောက်တာတွေပဲလက်မြောက်ပြီးတော့သွင်းရတာအဆင်မပြေတဲ့လူတွေအတွက်ဆိုရင်ဒီလိုအင်ကြီးလေးတွေဆိုရင်အဆင်ပြေတယ်ရှေ့ခွဲလေးကိုအဲ့ဒါကိုအမဒီဇိုင်းတော့ဘယ်လိုယူထားလဲဆိုတော့အနားလေးပေါ့နော်အနားအောက်နားရှိတာကိုပင်တောင်ပုံစံလေးအနားလေးယူထားတယ်ဒီဇိုင်းလေးကိုကဲဘောင်းမီလေးကိုကျတော့အမကစတိုင်ပတ်လက်စတိုင်ပန်ကိုပဲဒီမှာသေချိုးပတ်လက်အိတ်ကလေးနှစ်ဖက်ပါတယ်စတိုင်ပန်ပုံလေးလုပ်ပေးထားတယ်အသားလေးကကျတော့ accessory အသားလေးနော်ပြောင်းနေတာပဲအသားလေးကပြောင်းဆိုပြီးတော့နော်ပိုးများတယ်မထင်နဲ့သူကချီနောပြောင်းလေးလုပ်ထားတာအသားလေးအရန်ကောင်းတယ်ပထမကလည်းအမ2ခေါက်3ခေါက်ထွက်ပြီးသွားပြီကဲဒီအစင်လေးဆိုလဲအယောင်လေးအရန်လာတယ် site လေးကကြတော့42နဲ့44ဆိုပြီးတော့2 site ထွက်တယ်အဲ့ဒါလေးကကြတော့ကာလာလိုင်းက9ရောင်ထွက်တယ်ကာလာလိုင်းလို့အနိကဆက်ပြပေးမယ်နော်ဒီတဲကနေထွက်တဲ့ up to date အသားလေးတွေနဲ့ design သစ်ကလေးတွေကိုနောက်ထပ်ထပ်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင် like and follow လေးလုပ်ပေးထားပါပြီးတော့ save လုပ်ဖို့လည်းမမိနဲ့နော်ကဲဒါလေးဆိုလို့ရှိရင်အမဲရောင်လေးဆိုလို့ရှိရင်လည်းတအားလှတယ်နော်ပင်တောင်လေးနဲ့ပြောဖို့ကြံခဲ့လို့အမကျဲသီးလေးတွေကတစ်သားကျဲသီးလေးတွေထည့်ထားတယ်နော်တစ်သားကျဲသီးအကောင်းလေးတွေထည့်သုံးပေးထားပါတယ်ကဲဒါလေးကတော့အမဲရောင်လေးပါကဲနောက်တစ်ရောင်ကကြတော့နိုစိမ်းရောင်လေးနိုစိမ်းမဟုတ်တာဒေါနာစိမ်းအရင်လေးပေါ့နော်ဒီရောင်လေးဆိုလည်းအရန်လှတယ်အသားကတော့တကယ် accessory သားအမဒီသားကိုတအားကြိုက်တယ်ဝစ်လို့လည်းအသားအေးတယ်နော်ဒါလေးဆိုလို့ရှိရင်နုနှစ်ရောင်လေးပေါ့နော်ကဲအသားလေးရောဒီဇိုင်းလေးရောကြည့်လိုက်လို့ရှိရင် BKK လောက်တော့ထင်မှတ်မှားလောက်တယ်နော်အသားဒီဇိုင်းရောက်တာနဲ့ရောက်ကုန်ပစ္စည်းလေးဖြစ်မှာကဲနောက်ဆုံးဒီဟာလေးကကြတော့မြင့်ငပိရောင်လေးဒါလေးဆိုလည်းအယောင်ငိမ့်တယ်အယောင်လေးလာတယ်မေမေရောင်လေးကတော့အမဝတ်ထားတဲ့ရောင်လေးကတနခါရောင်လေးပေါ့နော်တနခါရဲ့ရောင်လေး BKK ကထွက်ထားတာလောက်တော့ထင်ရတဲ့ BKK မဟုတ်တဲ့ local brand ကဲအဲ့ဒါလေးကိုကြိုက်လို့၎င်းဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်0943128857ကို၎င်းဆက်သွယ်မှယူနိုင်ပါတယ်ကဲအသေးလေးပေးဖို့လည်းမမေ့နဲ့အောင်နော်ကျေးဇူးတင်ပါတယ်ချစ်ပေါက်တဲ့အားလုံးဇေယျကောင်းကြပါစေရှင်